စိတ်ချမ်းသာခြင်းမတိကျအောင်ဆောင်လိုက်ပါနေရာကအလိုက်သိတာကောင်းနေဆိုပေမဲ့တချို့ຢာတွေကမတိကျအောင်ဆောင်တတ်ရတယ်ဒါမှစိတ်ချမ်းသာမှာပါတင်မရှိရင်မဖြစ်ဘူးဆိုတာလောကမှာမရှိပါဘူးနေလေးအောင်တစ်ခုတည်းနဲ့ကဘာကြီးလေးနဲ့ညဆိုတာဖြစ်လာမှာမဟုတ်ဘူးလေဘဝမှာနေရာကလိုက်ပြီးတွေးပေးနေရင်ကိုယ်ပဲပင်ပန်းရလိမ့်မယ်လှုပ်ချတဲ့နေရာတွေကိုလှုပ်ချတတ်အောင်လို့သင်ယူပါဆွဲထားသမျှပူလောင်နေရင်အဲ့ဒီရုံဝမှာကြာမနေနဲ့မလို့အတော့ဆိုရင်တီးတာစွာပြောင်းလဲတတ်တာလူတဘာဝပါဒါကြောင့်မှန်နေအောင်မှမငင်းနဲ့တိတ်ဆိတ်နေခြင်းအပညာပါမြင်နေအောင်မပြောဘဲနေရမယ့်အနေထားဆိုရင်မတိကျအောင်ဆောင်ထားလိုက်ပါတချို့တွေကစေနာရဲ့တန်မိုးနားလဲမှာမဟုတ်ဘူးဘဝမှာအများကြီးပေးလို့အများကြီးပြန်ရတာဆိုလို့မြတ်တာပဲရှိတယ်ဒါပေမဲ့မြတ်တာနဲ့မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါပြန်ရတာနောင်နာဆိုရင်အဲ့ဒီနောင်နာပေါ်ဒေါသဖြစ်ခြင်းကြောင့်ပေးသမျှမြတ်တာတွေကဒဏ်ရာအဖြစ်ပြန်ရမယ့်တူမတိကျအောင်ဆောင်လိုက်တာပို့ပြီးတော့အေးချမ်းပါတယ်ဟုတ်ကဲ့ပါခုလိုမျိုးဗဟုသုတလေးတွေရရှိဖို့အတွက်ဆိုရင်တော့ကျမတို့ရဲ့ Mental Power Page လေးကိုလည်း Like and Share လေးလုပ်ထားပေးကြပါအောင်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်